ကလေးတစုကဆန်တာကလော့ကိုတတ်ပေးဖို့ဓာတ်ဘူးကိုငားရမ်းလိုက်တဲ့အခါဝိတ်ကဒါဟာဘလောက်တောင်ရည်စရာကောင်းတဲ့အလုပ်လဲဆိုတာကိုမေးခွန်းထုတ်ခဲ့ပါတယ်။အဲ့ဒီအခါကလေးတွေကဒီနေ့ခရစ်မတ်မှာသူတို့အားလုံးဘာလက်ဆောင်မှမရကြလို့ပါလို့ရှင်းပြကြပါတယ်။ဓာတ်ဘူးကသူ့ကိုငားဖို့ကလေးတွေမှာပတ်စံမလောက်နိုင်ဘူးလို့ထင်ထားပေမဲ့ကလေးတွေကအွန်လိုင်းကနေရန်ပုံငွေရှာထားပြီးစုထားတဲ့ပတ်စံပုံကြီးကိုချပြလိုက်တဲ့အခါမှာတော့သူဟာဒီအလုပ်ကိုလက်ခံနိုင်ပါတော့တယ်။ဓာတ်ဘူးကဆန်တာကိုရှာဖို့မြောက်ဝင်ရိုးစုံကို3ရက်တတိုင်ခရီးနေခဲ့ပြီးဆန်တာရဲ့အိမ်ထဲကိုကျူးကျော်ဝင်ရောက်ခဲ့ပါတယ်။အဲ့ဒီမှာဆန်တာရဲ့ဇနီးဖြစ်သူကသူ့ကိုရိုင်ဖယ်တနက်နဲ့စီးကြိုပစ်ခတ်ခဲ့ပြီးဝိတ်ကသူ့မကိုအလွယ်တကူပဲအနိုင်ယူနိုင်ခဲ့ပါတယ်။သူဟာဆန်တာနဲ့စကားပြောချိန်ကိုတတ်ပဲလို့ရှင်းပြပြီးတဲ့နောက်မှာမစ်စစ်ကလောက်ကသူ့ကိုဆန်တာစီခေါ်သွားပြပါတယ်။ဝိတ်ကဒီနေရာကိုရောက်ရစိတ်လှုပ်ရှားလို့မျက်ရည်တောင်ဝဲမိရဲ့လို့ပြောတဲ့အခါမစ်စစ်ကလောက်ကတော့ဒါဟာဆန်တာလာပေါင်းများစွာရေမချိုးထားအကြောင်းဖြစ်မယ်လို့ပြောခဲ့ပါတယ်။ဓာတ်ဘူးနဲ့ဆန်တာကိုထိတ်တိုက်တွေ့တဲ့အခါဘာလို့လက်ဆောင်တွေမပေးရလို့မေးလိုက်ပါတယ်။ဆန်တာကတော့အခုခေတ်ကလေးတွေကငိုပဲငိုတတ်ကြပြီးဘာလက်ဆောင်မှရထိုက်သူတွေမဟုတ်ဘူး။ပြန်ဖြေရင်းနဲ့ဝိတ်ကိုသူ့ရဲ့သူနဲ့လွှင့်ထွက်သွားအောင်ရိုက်ထုတ်လိုက်ပါတယ်။ဆန်တာရဲ့ခွန်အားနဲ့အရှိန်ဟုန်ကြောင့်ဓာတ်ဘူးတယောက်အံ့ဩသွားခဲ့ရပြီးဆန်တာကတော့တစ်နှစ်ကိုလက်ဆောင်ပေါင်းတန်းထောင်ချီလုပ်နေရတာဟာတကယ်ကိုအားကစားလုပ်နေရလို့ပဲလို့ကြွားလုံးထုတ်ခဲ့ပါတယ်။ဒါပေမဲ့တိုက်ပွဲပြီးမှတော့ဝိတ်ဟာဆန်တာကိုအနိုင်ယူနိုင်ခဲ့ပါတယ်။တနက်မောင်းဖြုတ်ပြီးအဆုံးသတ်တော့မယ့်အချိန်မှာဝိတ်ဟာဆန်တာကိုမတတ်တော့ပဲနဲ့လက်ဆောင်မပေးပြတဲ့တကယ်အကြောင်းရင်းကိုမေးလိုက်ပါတော့တယ်။အဲ့ဒီခါမှာမစ်စစ်ကလောက်ကအမှန်တရားကိုဖွင့်ပြောလိုက်ပါတော့တယ်။အဓိကလက်တွေကတော့အလုတ်စ조사ရဲ့အလုတ်သမားကောင်းဆောင်ထင်ဆယ်ဆိုတဲ့နတ်တငယ်လေးပါပဲထင်ဆယ်ကလောဘတက်ပြီးတော့အယုတ်ထုတ်လုပ်ရေးလုပ်ငန်းကိုကုမ္ပဏီကြီးရဲ့စီရောင်းစားဖို့ကြိုးစားခဲ့ပါတယ်စန်တာကငင်းတဲ့အခါတင်ဆယ်ကအလုတ်သမားနတ်တငယ်လေးတွေကိုညှောက်ပင့်ပြီးတော့စန်တာစီကနေထွက်ပြေးအောင်လုပ်ခဲ့ပါတယ်ဒါကိုတီးသွားတဲ့ဝိတ်ဟာတင်ဆယ်ရဲ့စက်ရုံကိုချက်ချင်းသွားပြီးနှိပ်စက်ခံနေရတဲ့အလုတ်သမားတွေကိုကယ်တင်ခဲ့ပါတယ်တင်ဆယ်ကကြောက်လန့်တကြားထွက်ပြေးပြီးတစားခံဖမ်းဖို့ကြိုးစားခဲ့ပေမဲ့တပူးကပုံမြန်ခဲ့ပြီးသူ့ကိုအပြည့်ရှင်းလိုက်ပါတော့တယ်အလုတ်သမားနတ်တငယ်လေးကိုလွတ်မြောက်စေခဲ့ပြီးစန်တာစီပြန်ခေါ်ခဲ့ပါတယ်စန်တာကလည်းဝိတ်ကိုကျေးဇူးတင်စကားဆိုရင်းနဲ့ဂျန်နီတီရဲ့ခရစ်စမတ်လက်ဆောင်တွေအတူတူလိုက်လံဝေငှပေးခဲ့ကြပါတော့တယ်